ဒီတစ်ခါတော့တီရီကမိတ်ကပ်မလိန်ထားတော့သူ့မျက်နှာပေါ်ကအမာရွတ်တွေကဗလာကြီးရဲ့ရှေ့မှာအတိုင်းသားပေါ်နေခဲ့ပါတယ်ဗလာကြီးကတော့ဘာမှမဖြစ်နေတယ်လို့နဲ့သူ့တငယ်ချင်းကိုစားတောင်းပန်နေခဲ့ပါတယ်တီရီဟာနေတိုင်းသူ့မျက်နှာပေါ်ကအမာရွတ်တွေကိုမိတ်ကပ်တွေနဲ့ဖုံးကွယ်ထားရတဲ့မိန်းကလေးတစ်ယောက်ပါသူမဟာအသက်မွေးဝမ်းကြောင်းအတွက်အငှားရေးစားအဖြစ်အလုပ်လုပ်နေတာဖြစ်ပါတယ်တနေ့မှာတော့အမြဲတမ်းအငင်းခံရလို့လူပြိုကြီးဖြစ်နေတဲ့မျက်မှန်တဲ့ကောင်လေးတစ်ယောက်ဟာတီရီကိုပထမဆုံးအကြိမ်နှားရမ်းခဲ့ပါတယ်တီရီရဲ့ဝန်ဆောင်မှုအပေါ်သူကအယမ်းကျေနပ်သွားပြီးနောက်တစ်ခေါက်ထပ်ငှားအောင်မယ်ဆိုပြီးကတိပေးသွားခဲ့တာပေါ့တီရီကလည်းဖောက်တယ်တွေစိတ်ချမ်းသာအောင်ထားနိုင်လို့သူမကိုပြန်ကားတဲ့နှုံကတော်တော်လေးမြင်ပါတယ်ဒါပေမဲ့တီရီကတော့စီးနဲ့ကန့်သက်ချက်ကိုအမြဲတည်ပါတယ်အလုံးမှာပြောခဲ့တဲ့အချို့သာဆုံးစကားတွေကိုဘယ်တော့မှအတိမယူခဲ့ပါဘူးတီရီမှာမာလာလို့ခေါ်တဲ့တငယ်ချင်းတစ်ယောက်ရှိတယ်မာလာကတော့အရင်ကပတ်စံရဖို့လူကြီးပိုင်းတွေနဲ့ချင်းတွေးလေးရှိပေမဲ့အခုတော့ရီးစားဆေးရသွားလို့အဲ့ဒီအလုပ်တွေကိုနားလိုက်ပါပြီသူကတီရီကိုသူ့ရီးစားနဲ့မိတ်ဆက်ပေးခြင်းပေမဲ့လူမှုရေးတိတ်မလုပ်ချင်တဲ့တီရီကညှင်းလိုက်ပါတယ်ဒီတစ်ခါတီရီကိုငှားတဲ့သူကတော့ဗလာကြီးပါဗလာကြီးကသူ့တငယ်ချင်းတွေရှေ့မှာရီးစားရှိတယ်လို့ကြွားထားမိလို့တီရီကိုခဏငှားပြီးဟန်ဆောင်ခိုင်းတာပါပြီးတော့သူ့တငယ်ချင်းအတွဲနဲ့ရုပ်ရှင်သွားကြည့်ကြတယ်ရုပ်ရှင်ပြီးတော့သူတို့မုတ်တူတူစားခဲ့ကြတယ်ဗလာကြီးရဲ့တငယ်ချင်းကတီရီရဲ့ဝတ်စားစင်ရင်မှုကိုရိုင်းရိုင်းဆိုင်ဆိုင်ဝေဖန်တိုက်ခိုက်ပါတော့တယ်တီရီက professional ပြီးဒါကိုအေးအေးဆေးဆေးကင်တွယ်နိုင်ပေမဲ့သူမရဲ့ရည်စားအဖြစ်ဟန်ဆောင်နေတဲ့ဗလာကြီးကတော့ဘာမှဝင်မပြောပေးခဲ့ဘူးအဲ့ဒီအတွက်တီရီကတော်တော်လေးစိတ်ဆိုးသွားခဲ့ပါတယ်အပြန်လမ်းမှာရည်စားအစ်စ်တယောက်လိုဗလာကြီးကလိုက်ချုပ်ခဲ့ပါတယ်တီရီကတော့ရပါတယ်လို့ပဲပြောပြီးပြန်သွားခဲ့ပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်စာအုပ်ဆိုင်မှာမတော်တဆထပ်ဆုံကြပြန်တယ်ဒီတစ်ခါတော့တီရီကမိတ်ကပ်မလိန်ထားတော့သူ့မျက်နှာပေါ်ကအမာရွတ်တွေကဗလာကြီးရဲ့ရှေ့မှာအတိုင်းသားပေါ်နေခဲ့ပါတယ်ဗလာကြီးကတော့ဘာမှမဖြစ်နေတယ်လို့နဲ့သူ့တငယ်ချင်းကိုစားတောင်းပန်နေခဲ့ပါတယ်နောက်ရက်မှာဗလာကြီးကတီရီရဲ့တနေ့တာလုံးကိုပတ်စံအများကြီးပေးပြီးနှားလိုက်ပါတယ်ဒီလိုငွေပေးချေမှုမျိုးဆိုရင်တီရီအနေနဲ့ညှင်းပယ်နိုင်ခြင်းမရှိပါဘူးစီကံအရလက်တွဲလို့ရပေမဲ့ဗလာကြီးကညှင်းလိုက်ပြီးမင်းကရေးစားလိုဟန်ဆောင်ပေးုံနဲ့တင်လုံလောက်ပါပြီလို့ပြောခဲ့ပါတယ်လက်ပတ်နေတော့မှလည်းဗလာကြီးကရင်းနေတတဝါတွေအကြောင်းကိုဦးကြောင်ကြောင်နိုင်စွာနဲ့ရှင်းပြနေတာကိုကြည့်ပြီးတီရီတယောက်ပထမဆုံးအကြိမ်ဖြစ်တကယ်အပြုံးစစ်စစ်နဲ့ပြုံးမိသွားပါတယ်ကိုရွယ်သူကောင်လေးတယောက်နဲ့ချင်းတွေ့ရတာဒီလိုခံစားချက်မျိုးပါလားဆိုတာကိုချစ်စရာတီရီလေးခံစားလိုက်ရတာပါအဲ့ဒီအချိန်မှာပဲဗလာကြီးကတီရီအခုလုပ်နေတဲ့အလုပ်တွေကိုရက်လိုက်ပြီးတော့သူ့ရဲ့ရည်စားစစ်အဖြစ်ရှိနေပေးနိုင်မလားလို့မေးလိုက်ပါတယ်တီရီကတော့သူဘယ်လိုပြန်ဖြေရမလဲဆိုတာကိုသိနေပြီးသားမို့အေးအေးဆေးဆေးလေးပဲပြန်ဖြေလိုက်ပါတော့တယ်